ပြောတော့ချန်ပီယံလိယူမဲ့ဘာညာနဲ့ရီယယ်ဘက်တစ်ကိုတိတ်တိတ်လေးခိုးရှုံးခဲ့တဲ့အာဆင်နယ်ကတော့ဒီပုံစံတိုင်းသာဆိုရင်တော့ပရီးမီးယားလိချန်ပီယံဂုဏ်ပုတ်ကိုကာကွယ်နိုင်မှုရာခိုင်နှုန်းနည်းပါတယ်ရီယယ်ဘက်တစ်လိုအသင်းမျိုးတောင်မှ3-9တကိုးနဲ့ဂိုးပြတ်ရှုံးနေခဲ့တာဆိုတော့ပရီးမီးယားလိမှာအဆင့်၄အတွင်းဝင်ဖို့တောင်မှအတော်လေးရုန်းကန်ရမှာဖြစ်ပါတယ်ကမ္ဘာလပြိုင်ပွဲကြောင့်နိုင်ယူနေရတဲ့အဓိကကစားမတွေဖြစ်တဲ့ Declan Rice, Martin Odegaard, Bukayo Saka နဲ့ William Saliba တို့မပါဝင်နိုင်ချိန်မှာအာဆင်နယ်ရဲ့ကွင်းလယ်နဲ့ခန်းစီပိုင်းကအတော်လေးကိုဟာကွက်တွေများနေကြတာအားလုံးသိထားမိကြမှာပါပွဲဆစချင်းမှာပဲ Yogres နေနဲ့ Gaia Vaz ရဲ့ပေးပို့မှုကနေဂိုးသွင်းခွင့်ရရှိခဲ့ပြီးမြဲတပတ်ကိုသမား Alvaro Veras ကကာဝေသွားနိုင်ခဲ့တာပါဒီလိုခွင့်ရေးလွဲချော်ခဲ့ပြီးတော့ပွဲရင်9မိနစ်မှာတင်အာဆင်နယ်အသင်းပထမဦးဆုံးဦးဆောင်ကိုပေးလိုက်ရတာပါရီယယ်ဘက်တစ်ကစားမ Pablo Fornal ကကန်တင်ပေးလိုက်တဲ့တောင်းကန်ပုံအာဆင်နယ်ကိုသမား Kepa Arrizabalaga ကဖမ်းယူဖို့ထွက်လာရမှာလွဲချော်သွားခဲ့ပြီးတော့အနောက်ဘက်တိုင်းမှာအသင်းရှိနေတဲ့ Rodrigo Riquelme ကလွယ်တကူပိတ်သွင်းသွားခဲ့တာပါဒီမှာဟာကယ်ဘာအတွက်အတော်လေးကိုမှဖိအားဖြစ်စေခဲ့ပြီးတော့ပွဲစဉ်တစ်လျှောက်လုံးသူ့ရဲ့စွမ်းဆောင်ရည်ကယုံကြည်မှုကင်းမဲ့နေတာကိုတွေ့ရတာပါပွဲချိန်26မိနစ်မှာတော့ရီယယ်ဘက်အသင်းကဒုတိယဂိုးထပ်မံရရှိခဲ့ပြန်ပါရီနယ်ဆင်အိုရီဆာကဂိုးပေါင်းနဲ့ဂိုင်30ကွာလောက်ကနေဘယ်ချီနဲ့အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပြီးတော့အာဆင်ကွင်းလက်လူတွေအနေနဲ့ပြိုင်ဘက်ကိုဖိအားပေးဟန်တားနိုင်ခြင်းမရှိခဲ့တာအထင်ရှားမြင်တွေ့ကြရတာပါအာဆင်နယ်အသင်းအတွက်တိုက်စစ်ပိုင်းမှာအားတက်စရာတစ်ခုကတော့အသင်းရဲ့ယူရို34တန်းတန်ကစားမသစ်ခရစ်စတိုတိုလီရဲ့ခြေစွမ်းပါပဲပွဲချင်း32မိနစ်မှာတိုလစ်ကန်တင်ပေးလိုက်တဲ့ဒေါင်းကန်ပုံအီကွေရောနောက်ခံလူပီယရိုဟင်ကပ်ပီကခေါင်းတိုက်ပြီးတော့အာဆင်နယ်အတွက်ခြေပါကိုသွင်းယူပေးသွားခဲ့တာပါဒါပေမဲ့ပထမပိုင်းမပြီးခင်မှာပွဲချင်း43မိနစ်မှာပဲကာယာဗတ်ရဲ့ဘောလုံးပေးပို့မှုအမားကနေဆင်းပဲပက်လိုဖော်နေကရီယယ်ဘတ်တီအတွက်တတိယကိုအဝေးကန်ခြင်းနဲ့သွင်းယူပေးသွားခဲ့ပြန်ပါရီဒုတိယပိုင်းမှာအာရီတာကလူစားလဲမှု9ကြိမ်ပြုလုပ်ခဲ့ပြီးတော့ဂါရီယယ်မာဂီဟိုင်းစ်ဂါရီယယ်မာတင်နယ်လီနဲ့ဂါရီယယ်ဂျီဆက်တို့ကိုထဲသွင်းကစားစေခဲ့ပြီးမြဲခြေပါကိုထပ်မံမရရှိခဲ့ပါဘူးဒီပွဲစဉ်ပြီးမှာအာဒီတာကခြေစမ်းပွဲမှာအခုလိုရှုံးနေသွားတာကတကယ်ပြိုင်ပွဲအဆင့်မှာရှုံးတာထက်ဆိုင်ပိုကောင်းပါရီကိုပဲနေရာမှာရောက်နေလဲဆိုတာသိနိုင်ဖို့အတွက်ဒီဘေးခေါင်းအောင်ထုတ်လိုက်တယ်လို့ပါပဲလို့ဖြေကြားသွားခဲ့တာပါအာဆင်နယ်ရဲ့အဓိကပြဿနာကကွင်းလယ်မှာဖြစ်နေတာကိုအားလုံးမြင်တွေ့ခဲ့ကြပြီးပါပြီမိုင်လူဝစ်စကယ်လီအီတန်ဝနီနဲ့ဂိုင်ယာဘတ်တို့ကွင်းလယ်3ယောက်တွဲကလူဝစ်စကယ်လီကဘောလုံးပေးပို့မှု84ချိန်မှာ80ချိန်တိကျခဲ့ပြီးမြဲဒက်ကလန်ရိုက်စ်ဒါမှမဟုတ်မာတင်ဆူပီမန်တီတို့လိုမျိုးခန်းစစ်ကိုအပြည့်အဝကာကွယ်ပေးနိုင်တဲ့စွမ်းရည်မျိုးမရှိသေးတာကိုသုံးသပ်တွေ့ရှိရတာပါဒီလိုကွင်းလယ်အားနည်းချက်တွေကိုဖြည့်ဆည်းဖို့အတွက်အာဆင်နယ်အသင်းကနျူကက်ဆယ်အသင်းရဲ့အသင်းကောင်းဆောင်ဘရာဇီးကွင်းလယ်လူဖြစ်တဲ့ဘရူနိုဂီမာရက်စ်ကိုပေါင်85တန်းနဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိသွားတာကကောင်းပါရီအစမှာတော့အာဆင်နယ်အသင်းဟာပေါင်တန်း60ထက်ပိုမပေးလို့ခဲ့ပါဘူးဒါပေမဲ့ကစားမကိုရိုင်းကပြောင်းရွှေ့ခြင်းနေတာရေနျူကက်ဆယ်ဘက်ကပေါင်80တန်းအနည်းဆုံးတောင်းဆိုနေတာရေကြောင့်နောက်ဆုံးမှာတော့ပေါင်85တန်းနဲ့အဆွန်မပါဘဲနဲ့အကြီးချေပေးမဲ့စနစ်နဲ့ညီနိုင်မှုအဆင်ပြေသွားခဲ့တာပါဒီပြောင်းရွှေ့အတွက်အာဆင်နယ်ဟာကွင်းလူခရစ္စတီယန်နော်ဂတ်ကိုအေဗရန်တင်းစီပေါင်9တန်းနဲ့ရောင်းချပြီးတော့နေရာဖယ်ပေးခဲ့တာကိုလည်းတွေ့ရှိခဲ့ရတာပါနျူကက်ဆယ်အသင်းဘက်ကကြည့်မဲ့ဆိုရင်သူတို့ဟာဒီနေရာဒီမှာအန်တိုနီဂိုရွန်ကိုယူရိုတန်း80နဲ့ဘာစီလိုနာစီရောင်းချထားသလိုဆန်တိုတိုနာလီကိုလည်းယူရို108တန်းနဲ့စပါးအသင်းစီကိုရောင်းချထားတာကြောင့်ငွေကြေးရဂီမာရစ်ကိုရောင်းထုတ်ဖို့မလိုအပ်တော့ပါဘူး။ဒါပေမဲ့ကစားမဖြစ်သူဂီမာရစ်ကိုရိုင်းကစပိန်နိုင်ငံလာမန်မှာပြုလုပ်နေတဲ့လေ့ကျင့်ရေးစခန်းကိုတွားရောက်ပြီးတော့နီးပြားသေးဖြစ်လာတဲ့မာတီယက်စ်ဂျက်စလေကိုသူထွက်ခွာခြင်းတဲ့အကြောင်းမျက်နှာချင်းဆိုင်ပြောဆိုခဲ့တာကြောင့်အသင်းဘက်ကလက်လွတ်ပေးလိုက်ရတာဖြစ်ပါတယ်ခင်ဗျာ။ဒီပြောင်းရွှေ့ကနေဂီမာရစ်ရဲ့အသင်းဟောင်းလာယွန်ကလည်းအမျက်ငွေရဲ့20ရာခိုင်နှုန်းဖြစ်တဲ့ပေါင်6တန်းကနေ9တန်းကြားရရှိသွားမှာပါ။ဂီမာရစ်ဟာနျူကက်ဆယ်အသင်းအတွက်ပရီးမီးယားလိ153ပွဲကစားထားရမှာဂိုး30သွင်းယူပြီးတော့26ကြိမ်ဖန်တီးပေးထားနိုင်သူဖြစ်လို့ဒက်ကလန်ရိုက်စ်နဲ့သာတွဲဖက်ကစားခွင့်ရရှိမယ်ဆိုရင်အာဆင်နယ်ကွင်းတွေကကဘားဆင့်ကိုရောက်ရှိသွားမှာအသေးချပါ။ဒါ့အပြင်ဝီလျံစလီဘာရဲ့နောက်ကျောဒဏ်ရာကြောင့်အချိန်တော်ကြာနားယူရမယ့်အခြေအနေမှာအာဆင်နယ်ကအက်စတန်ဗီလာကအဲဇရီကွန်ဆာကိုပါခေါ်ယူဖို့အတွက်ဂျိုးပန်းနေပြီမြေဗီလာဘက်ကပေါင်တန်း60တီတောင်းဆိုနေတာကြောင့်အနှဲငယ်အခက်တွေ့နေရတာပါ။အဲဒါကြောင့်ပြီးခဲ့တဲ့ခြေစမ်းပွဲမှာခြေစွမ်းပြခဲ့တဲ့ပီယရိုဟင်ကာပီရဲ့အခန်းကဏ္ဍကအာဆင်နယ်ခံစစ်အတွက်အလွန်အရေးကြီးမှာဖြစ်ပါတယ်ခင်ဗျာ။